ကလာပါဒီနေ့အကlibrary ဆိုင်ဖုန်းဆိုင်မှာ Samsung 8K နဲ့ Evo micro SD ကလေးရောက်ထားပါတယ် micro SD ကကြတော့ 8K ပါတပည့်အမျိုးအစားတွေကကျတော့နောက်တဲ့ဗီဒီယိုလေးမှာပြသွားမှာဖြစ်ပါတယ်အခုဖုန်းနဲ့ကို SD ကထည့်နည်းလေးနဲ့ file ရွှေ့နည်းလေးကိုချက်လောက်ပြပေးသွားပါမယ်ပထမဆုံးဖုန်းရဲ့အပေါက်လေးကိုဒီပင်အလေးနဲ့ဖွင့်လိုက်ပါဒီပင်အလေးကကျချုပ်ပုံနေတော့ဖွင့်ချင်မလို့ပါဘူးဒီဖုန်းကကျတော့ဖွင့်မလို့ဖုန်းအများပြတော့ဖွင့်တာရှိပါတယ်အများပြဖွင့်တာပါဒါကကျတော့ဒီလိုပင်လေးနဲ့ကကျတော့ပင်လေးရှိဖို့လိုပါပင်လေးမရှိဖွင့်လို့မရပါဘူးပင်မရှိတော့မဟုတ်တော့ချောင်းသေးလေးနဲ့ဖွင့်ရမှာဖြစ်ပါတယ်တကယ်ကကျတော့ပင်နဲ့ဖွင့်တာကောင်းပါဒီပင်လေးကိုပြောင်းမရှိဘူးဆိုရင်အာကာ library ဖုန်းဆိုင်မှာပင်လေးကို200ကျပ်တန်နဲ့ရောင်းပေးနေရဖြစ်ပါတယ်ဖွင့်ပြီးအဲ့ဒါပြီးရင်ဖုန်းကဟာလေးကိုဖွင့်လိုက်မယ်ဖွင့်ပြီးွားရင်SD ကလေးကိုယူမယ်ယူပြီးွားရင်ထည့်လိုက်မယ်ထည့်ပြီးွားရင်ထည့်လိုက်မယ်အဲ့ဒါပြီးရပြီဆိုရင်SD ကကွန်တာလေးပေါ်လာပါဖြစ်ပါတယ်အမဖိုင်မန်နေဂျာရဲ့ချက်ဝင်မယ်ဖိုင်မန်နေဂျာတွေကမှခဏဆောင်ပေးပြီးတော့ဒီဘက်လေးကိုဖိုင်ပုံစံလေးကိုချက်သွားမှာဖြစ်ပါတယ်အဲ့ဒီတည်းမှာ SD ကလေးပေါ်နေပါ SD ကလေးထဲဝင်မယ်ဆိုပါကဝင်မှာကအောက်အတုံးလေးကိုနှိပ်မောင်းပါလေချက်လာဒီမှာအောက်အတုံးလေးကိုနှိပ်ပြီးတော့ SD ကဆိုတာလေးကိုထည့်ပါအဲ့ဒါ SD ကဖိုင်လေးပဲဖြစ်ပါတယ်ပထမဆုံး SD ကဖိုင်လေးကိုဖြတ်ပြမှာဖြစ်ပါတယ်ဒီမှာရှိတဲ့ဓာတ်ပုံကိုဖြတ်ပြသွားမှာဖြစ်ပါတယ်ဒီမှာအလုံးလေးရှိပါတယ်ကျဓာတ်ပုံလေးကိုကြည့်လို့ဒီကအလုံးလေးကိုနှိပ်ပေးလိုက်မယ်အောက်မှာဓာတ်လိဆိုတာလေးရှိတယ်ဓာတ်လိလေးကိုနှိပ်ပေးပြီးရင်ဓာတ်လိလေးကိုနှိပ်ပေးလိုက်ပါဓာတ်လိလေးနှိပ်ပြီးရင် file ရွှေ့ချင်တယ်ဆိုလည်းရတယ်ဒီကအားလေးပြောင်းဝင်ပြီး install ဆိုတာ external story လေးနှိပ်ပြီးအမှ file ခုရှာပြီးပေါ့ဒီ file လေးဆက်ပြဗီဒီယို file လေးပို့ပြမှာဖြစ်ပါတယ်ဘာမှတော့မရှိပေမဲ့ပို့ပြမှာဖြစ်ပါတယ်copy ကူးချင်တဲ့ရရွှေ့ချင်တဲ့ရ copy လေးပဲကူးလိုက်ပါမယ်ပြန်ချက်လိုက်မယ် copy ကူးပြီးတော့မှ SD ကလေးလည်းရှိဓမ္မမောင်း SD ကလေးလည်းချက်ပြန်လုပ်လိုက်မယ်နော်ပြီး copy ကူးပြီး SD ကလေးလည်းချက်ဝင်မယ် SD ကလေးတွေကမှ paste ချပေးလိုက်ပါချပြီးတော့ဒီမှာစပြဗီဒီယိုလေးပေါ်လာမယ်အဲ့ပြီးရင်ဓာတ်လိဆိုတာလေးနှိပ်မယ်စမ်းသက်ကြည့်တာပေါ့ဒါနီးရကြတော့ဒီဗီဒီယိုကကျတော့ SD ကဝယ်တဲ့အခါကောင်းမကောင်းအဲ့လိုနီးရစစ်ကလာဖြစ်ပါတယ်ပြီးအဲ့လိုလေးလုပ်လိုက်ပါမယ် SD ကတွေကို file ရွှေ့မယ်ဆိုဓာတ်ပုံဝင်ရွှေ့မယ်ဆိုရင်ကင်မရာလေးချက်ဝင်ကင်မရာလေးမှာပြီးရင်ဒီဟာလေးကိုနှိပ်လိုက်ပါ34ကိုနှိပ်လိုက်34နှိပ်လိုက်ရင် setting ဆိုတာဟာလေးရှိတယ် setting နဲ့ဝင်လိုက်ပါကင်မရာ setting လေးမှာအောက်လေးဆွဲမယ်အောက်လေးထပ်ဆွဲပေးမယ်အဲ့ဒီမှာ save to SD ကလေးကိုချက်ဖွင့်ပေးလိုက်ပါ save to SD ကလေးမှာ save to SD ကဖွင့်ပေးလိုက်မယ်အဲ့ဒါပြီးတစ်ချက်လေးထွက်လိုက်ရင်ဓာတ်ပုံရိုက်ထားတဲ့ပုံတွေကို SD ကထဲမှာ auto သိမ်းတော့မှဖြစ်ပါတယ် SD ကလေးကိုဖြုတ်ပြီးတော့ပြန်ထည့်ပြီးတော့အဲ့ဒီ file မပြတ်အောင်လဲစားမှာဖြစ်ပါတယ်ဒီဗီဒီယိုကိုကြည့်ပြီး SD ကဝယ်တဲ့အခါကျရင်ကောင်းမကောင်းစနစ်ကြီးရဖြစ်ပါတယ်အားလုံးပဲကျေးဇူးတင်ပါတယ်